အခုတော့အစဉ်ပြေလို့အသက်အာမခံထားလိုက်ပင်နဲ့နောက်ခါကျငွေပုံမှန်မသွင်းနိုင်တော့တဲ့အခါမှာကိုစုထားတဲ့မြငွေအလက်တက်ဖြစ်သွားမှာလားဒီမနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပေးအောင်နဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အာမခံပရီမီယံကြီးပုံမှန်မသွင်းနိုင်တော့ရင်ဘာတွေဖြစ်မလဲတကယ်တော့အသက်အာမခံပရီမီယံကြီးပေးသွင်းတဲ့အချိန်မှာအခက်အခဲဖြစ်လာလို့ရှိရင်အာမခံကိုချက်ချင်းရက်ပစ်စရာမလိုဘဲနဲ့အာမခံအကာအကွယ်ဆက်ပြီးထိန်းထားလို့ရမယ့်နည်းလမ်းတွေရှိပါသေးတယ်။ဥပမာ grace period လို့ခေါ်တဲ့အာမခံ premium ကြီးပေးသွင်းရမယ့်ရက်ကိုနည်းနည်းနောက်ဆုတ်တာမျိုးပဲဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်။အဓိကတော့အဲ့ဒီလိုအခြေအနေမရောက်ခင်မှာကိုယ့်ရဲ့အသက်အာမခံအကြံပေးနဲ့တေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။အသက်အာမခံအကြံပေးတွေကကိုယ့်ရဲ့အာမခံ policy နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးအကြံဉာဏ်တွေကိုပေးနိုင်ပါတယ်။ဆိုတော့ငွေမသွင်းနိုင်တာနဲ့ပဲကိုယ့်ရဲ့ငွေတွေအလက်တက်ဖြစ်သွားမှာလား။ဒါမှမဟုတ်အခက်အခဲတွေကြားတဲ့အကောင်းဆုံးဖြေရှာမှာလားဒီလောက်ဆိုရင်မနှက်ပြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်ထက်သည့်လိုတဲ့အကြောင်းအရာတွေရှိနေ comment မှာမေးထားလိုက်နော်အားလုံးနဲ့နောက်တစ်ပတ်စနေမှာပြန်တွေ့မယ်